င်္ဂလာပါခင်ဗျတိခောက်ခဲအဝီနဲ့တဲ့ပညာရှိရင်တတိဖြစ်ခဲမို့ကွယ်တရနဲ့စွတ်တိုးမိရဲ့ဩဘုပလာမြို့လူပါကွယ်မြို့ကိုရောက်ရမိရဲ့ကိုရခဲမိမဆိုးလို့ကွယ်တကားတွေဖုံပွဲကအရင်တရားရည်ကိုပြောမိတယ်မမီပြီလိမ့်မဲ့အခွေမမီပြီလိမ့်မဲ့အခွေအိုးညောင်ညို့ပြင်းမျိုးရိတ်မာလေငကိုပြားဆိုစကားတွေ့နေရဲ့ရွာရဲ့ပညာရဲ့မနေပြုပြီးချစ်သူရဲ့ချစ်ရတဲ့ခွမျိုးရသေးတယ်မျိုးသွားမဲ့သူရဲ့မျိုးအကြောင်းတော့နားလေသိသေးတယ်မျိုးဤပြာဤဆိုတာရဲ့အချင်းကျေးဇူးများရဲ့တနည်းအားဖြင့်ခုံရင်ပြိုင်ကြရာနေရာလည်းဖြစ်တယ်သူမင်းတတ်သည်အဖြစ်တတာဖြစ်မှာဆိုလို့တကယ်ရုပ်သူတွေအားကြ၏ပညာရေးတွေနေရဲ့ကွယ်အလားပါရှိပူရင်လေတရေမြည်မှန်းသလိုချာမရေးပြင်းချီမဖြစ်မယ်ဒီစင်ရှင်တော်လည်းမရပါဘူးဗျာမြို့ဤပြာဤဆိုရရဲ့အချင်းကြီးလူများရဲ့တနည်းအားဖြင့်ခုံရင်ပြိုင်ကြရာနေရာလည်းဖြစ်တယ်သူမင်းရဲ့တတ်သည်ဖြစ်တဲ့တာဖြစ်မှာဆိုလို့တကယ်ရုပ်သူတွေအားကြရင်ပညာရေးတွေနေရဲ့ကွယ်အလားပါရှိပူရင်လည်းတကယ်မြည်မှန်းမလို့ချာမရေးပြင်းချီမဖြစ်မယ်ရရဲ့ပန်းတော်ဦးတည်ကျူတဲ့ကိုချစ်သူရဲ့နာမည်ဒီလေးပန်းနေတင်စားမဖြစ်ခွေရရဲ့ပန်းတော်ဦးတည်ကျူတဲ့ကိုချစ်သူရဲ့နာမည်တပွင့်ပန်းနေတင်စားမဖြစ်ခွေအတင်းနဲ့လေးမနောပြူလာကြည့်ပေမိနဲ့ရင်ပြတော်သူမတိခွေရဲ့မြို့ဒီသူတူယူတို့တော်ဟန်တွေခွေပြောင်းလိုက်မယ်အလိမ္မာစာမရှိသမို့အလိမ္မာတွေပြင်ခဲ့ပါတော့ကွယ်တော်တစဉ်ပန်းဓမ္မရဲ့ပြောချင်စမ်းလာတယ်ကိုရပညာရေးတွေတော်တော်ကမှဖွင့်ခဲ့လို့အော်ညနေတိုင်းမမိနိုင်ပါရဲ့တရောလုံးကမြက်လာမျောလစ်နေကြတယ်အဲ့ဒါရောက်ပညာရရင်လို့ကွယ်ခွန်းတော်ကလေးရဲ့မမြင်မြန်ပြပြလာခဲ့ကွယ်ရှိသမို့အလိမ္မာတွေတင်ခဲ့ပါတော့ကွယ်သောတ
သစဉ်ပန်းနမရဲ့ပြောချင်စမ်းလာတယ်ကိုရပညာရဲ့အတွက်သွားတော့ကမှဖိခဲ့လို့အော်ယနေ့တိုင်းမမိနိုင်ပါနဲ့တရွာလုံးကမျက်လာကိုမျောလင့်နေကြတယ်အဲ့ဒါကြောင့်ပညာရည်တော့ကွယ်ခွန်းအောင်ကိုင်လေးရဲ့မင်းညာတိပြန်လာခဲ့ကွယ် Kita